အခု feedback နားထောင်ကြလို့ ဒီတစ်ခေါက်ကတော့လည်းကြာသွားတယ် ဟုတ်တယ်ဖက်နဲ့ပြောင်းနေပါတယ် surprise giveaway ဒီနေ့လုပ်မှာပဲဖြစ်ပါတယ်ကျွန်တော်လာဟိုအဆုံးထိရောက်သွားသေးတယ်သိလားကိုဟောမသိဘူး app နဲ့ကျွန်တော်သွားတယ်ဆိုလို့ရှိရင် delivery free မန္တလေးမှာလာပြီးအခွဲဖွင့်နိုင်မှုအတွက်ကြိုးစားနေပါတယ်ကျွန်တော်ဒီနေ့ Camp Product မှာ service ထားတဲ့ customer တွေရဲ့ဖက်နဲ့ order ပို့ပေးရင်းနဲ့သူတို့တွေကိုဒါ surprise giveaway ဒီနေ့လုပ်မှာပဲဖြစ်ပါတယ်ဆိုတော့ဘာတွေဘယ်လိုလုပ်မလဲဆိုတာစိတ်ဝင်စားရင်ကျွန်တော်တို့လိုက်ကြည့်လို့ရပါတယ်အဲ့တော့ပထမဆုံး location ကကျွန်တော်ဒေါပုံကိုစသွားပါမယ်ရွေးထားတဲ့ customer တွေကတော့ဒါ random ပဲပေါ့နော်ကျွန်တော်တို့ဘသူရယ်ဘဝရယ်လို့တော့မရွေးထားဘူးဒီနေ့ကျမှကျွန်တော်တင်တဲ့ meeting လုပ်နေရင်လည်းဒီ idea ထွက်လာလို့ဒါရိုက်ဖြစ်တာပေါ့နော် customer တွေထဲမှာဒီနေ့ pick up ကို draw off ကိုဖဏပေးစရာတို့ယူစရာတို့ရှိတဲ့ customer တွေထဲက location 5ခုတော့ပထမရွေးထုတ်လိုက်ပါတော့နော်5နေရာကိုတွားပြီးတော့customer တွေရဲ့ feedback နားထောင်ရင်းနဲ့ဒါအဆင်မပြေတာရှိလဲကျွန်တော်ဘာတွေလုပ်ပေးဖို့လိုလဲကျွန်တော် app က service ကိုတောင်းရတာအဆင်ပြေရလားမင်းရင်းနဲ့ကျွန်တော်ဒါ surprise giveaway ပေးပါမယ်လောဆယ်တော့ပုံရင်သွားမယ်အခုကျွန်တော်တို့service run နေတာကတော့ရန်ကုန်မြို့ကမြို့နယ်တော်တော်များများအထိကျွန်တော် app ကနေ order တင်တယ်များကိုကျွန်တော် free pick up drop off လုပ်ပေးနေတော့မယ်ပေါ့နော်ကျွန်တော်ဒီနှစ်ကုန်လောက်ဆိုလို့ရှိရင်ကျွန်တော်မန္တလေးကိုချဲ့ဖို့ plan ရှိပါတယ်ဆိုတော့မန္တလေးချဲ့ဖို့ဆိုတာလည်းကျွန်တော်ရန်ကုန်ကဒီ app တဲ့ user တွေကြားမှာလုံးဝအခက်အခဲတွေမရှိတော့ဘူး transition တွေကျွန်တော် smooth ဖြစ်သွားပြီဆိုတော့မှဒါမန္တလေးကိုသွားမယ်လို့စဉ်းစားထားတာပေါ့နော်ရန်ကုန်နိုင်နဲ့ဖြစ်နေတဲ့အချိန်ကြားမှာကျွန်တော်မန္တလေးလည်းချဲ့မယ်လောလောဆယ်မန္တလေးက customer မရှိဘူးလားဆိုတော့ရှိပါတယ်တိုးတော့ကျွန်တော် app နဲ့တော့သုံးလို့မရသေးဘူးမန္တလေးကနေဒီလအတွင်းမှာ service အချင်းလို့ရှိရင်ကျွန်တော်တို့page ကနေလည်းလာပြောလို့ရတယ်လို့မျိုး Royal Express ဆိုရင်ကျွန်တော် Urban Tran လို့ပြောလိုက်တာနဲ့ကျွန်တော်လိပ်စာဆိုတည်ပြီးသားပဲအဲ့အတိုင်းပဲထည့်ပေးလိုက်လို့ရတယ်ပေါ့နော်ဒီရောက်ရင်ကျွန်တော်က condition ကိုကြည့်တယ်ပြီးတော့မှ customer စီပြန်ဆက်သွယ်ပြီးတော့လိုအပ်တဲ့ service ကိုပြန်ပြောပေးတယ်ပေါ့နော်သူဘယ်လောက်ကြာမလဲပေါ့နော်သူအဆင်ပြေလုပ်ပေါ့အဲ့ပုံစံမျိုးနဲ့ကျွန်တော်လုပ်ပေးနေပါတယ် customer တွေတော်တော်များများရှိပါတယ်အဲ့တော့ Manly customer တွေအတွက်လည်းကျွန်တော်တို့ဒါဒီနှစ်ကုန်လောက်တော့ယာထားတယ်ပေါ့နော်ကျွန်တော်မန္တလေးမှာလာပြီးအခွဲဖွင့်နိုင်မှုအတွက်ကြိုးစားနေပါတယ်ဆိုတော့စောင့်ပေးပါအောင်ဟုတ်ကဲ့ဖက်ပြောင်းနေပါတယ်ဒီမင်္ဂလာပါ Urban Tran မှာဖက်စစ်ကြည့်ပါအောင်အခုဒီနေ့ promotion အနေနဲ့ကိုကိုရိုင်းတာလိုက်ပြီးတော့ပေးနေရပါတော့သိလားကိုဟောမသိဘူးဒီကလေးနဲ့လောက်ထားရတယ်သူကဟုတ်ကြည့်ပါဦးဒီတော့တက်ကတော့ဖြုတ်လိုက်လို့ရတယ်နော်ဟောလေ app ကနေ order တင်ထားအောင်လားဒီမနက်ကလေဟုတ်ကဲ့အခုကဒီနေ့ promotion ကဒါအခု grind လာတာပေါ့နော်ဒါကိုကတ်လေးလည်းပေးထားမယ်တခုခုအဆင်မပြေတာရှိရင်ကိုတို့ဆက်သွယ်လို့ရပါတယ်ဒီနေ့ promotion ကကိုကဒါဒီ credit point ပေါ့နော်ဒီဟို9000 bronze package ပေးခဲ့ပါနောက်က service ပြန်လုပ်လို့ရတယ် service လုပ်လို့ရလို့ကိုအထက်မှာ shape တို့ white တို့ယူကြိုက်တာပြန်သုံးလို့ရတယ်ကွာအဲ့ point နဲ့တော့ညှိဖုံးနဲ့ account ရှိတာရှိတယ်ဟုတ်အဲ့ဆိုရင်တော့ပြန်အသက်တောင်းမှရမယ်တော့လည်းအောက်ပိုင်းဝါယာကြီးပါတောက်ကိုတို့အဲ့တော့တခြား treatment လုပ်ရမှာပေါ့နော် oxidation လုပ်ရမှာဒီဖက်ကိုပြောတာဟုတ်ဟုတ်တခြားဒီ soul တွေမဆိုးတွေဝါတာလားဟုတ်တယ်ဘာဖက်လဲမြေသားပုံမှန်လုပ်လို့ရတယ်oxidation ဆိုပြီးတော့ service center ရှိတယ်ဒီကမှမီးထည့်ပေးရမှာရှင်ပြီးတော့ကြာကြာဘတ်စကတာထားချင်တာရှင်လောက်ထားတယ်အဲ့ဆိုမီးထဲမှာ verify လေးတော့နေရမှာရှင်မရပြီလေခိုင်းရပါရှင်ဒါပြီဆိုရင်ကိုကဒီမှာဆို00ပါကို credit ရင်ထည့်ပေးလိုက်တယ်ပေါ့နော်ဒါဆိုတော့တရားဆိုညီ profile တော့ထည့်ထားပါတော့ profile မထည့်ထားရင်ဒီ credit ကသုံးလို့မရဘူး edit profile မှာဒါညီနာမည်နဲ့တခါထည့်လိုက်ပါတော့မြန်မာကျေးဇူးပါဟုတ်ဖတ်နေပေးလိုက်ပြန်ယူပါမလို့ကျေးဇူးပါဟုတ်ကျွန်တော်က Star City ရောက်နေပြီပေါ့နော်ရန်ကုန်မြို့ထဲမှာဆိုရင်တန်လင်းမြို့နယ်အထိStar City ဝင်တဲ့အထိကျွန်တော်တို့free pick up and drop service ရှိပါတယ်တန်လင်းမြို့ထဲကျတော့တော်တော်လေးဝေးဝါးကြီးဖြစ်တယ်သူကလောလောဆယ်တော့ free pick up တော့မရှိဘူးorder များတယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဟို way charges ကယူပြီးတော့လက်ကောက်ပေးပါတယ်Star City ရဲ့အထိကတော့ app နဲ့ဆိုလို့ရှိရင် free ပေါ့နော်
အပြင်ရဆိုလို့ရှိရင်တော့ charges ကကျွန်တော်အခုထိတော့ယူနေသေးတယ်အဲ့တော့ app ပေါ်ကနေသုံးတဲ့လူတွေအတွက်ပို့ပြီးတော့အကျိုးကျေးဇူးများတယ်ပေါ့နော်အဲ့တော့ကျွန်တော် service fee မှာလည်းapp ကနေ order တင်လို့ရှိရင် discount ရတယ်နောက်ပြီးတော့ delivery အနေနဲ့လည်းဆိုင်အောင်မလာနိုင်တဲ့သူတွေဝေတဲ့သူတွေအတွက်ကျွန်တော် free pick up and drop off service ကို delivery free နဲ့လုပ်ပေးထားပါတယ်စားသီးပြီးမှာအားပို့ရဖြစ်ပါတယ် customer အပေါ်တက်လာဆိုတော့တက်ရမှာဟုတ်တစ်ချက်စစ်ကြည့်ပြပါနော် service လုပ်ထားဆိုတော့နောက်အဆင်မပြေရရှိတစ်ခုခုရှိလို့ရှိရင်လည်းဒါကျွန်တော်ကိုယ်တိုင်လာခဲ့တာပေါ့နော်ဟောအကြောင်းကြားလို့ရပါတယ်အခု promotion ကကျွန်တော်ကကိုယ်တိုင်လာပြီးတော့ဒီcustomer feedback နားထောင်ကြည့်နေတာပေါ့နော်အခုတော့သုံးရတာအဆင်ပြေမပြေရပြီးတော့ promotion တွေနဲ့ဒီ credit point 9000ထည့်ပေးဖို့ပေါ့နော်အခုနောက် service လည်းပြန်သုံးလို့ရတယ်ဒါမှမဟုတ် product ဝယ်ချင်လည်းဝယ်လို့ရတယ်ပေါ့နော် product ဆိုတာဒီ ခြေရိပ်တို့ wipe တို့အဲ့လိုပုံစံမျိုးလေးပေါ့နော်ဒါဆိုရင်ဒါ care and product service ပေါ့နော်ဒါဆိုရင်ဒါ profile နဲ့တော့ဒါ credit ဝင်သွားပြီပေါ့နော်အခု edit profile မှာတော့နာမည်ဖုန်းနံပါတ်လိပ်စာလေးဆိုတော့ကျွန်တော်မထည့်ထားရင် order တင်လို့မရရတော့ဝယ်လို့မရရလို့လုပ်ထားတယ်ဟုတ်ဒါဆိုဝင်သွားပြီပေါ့နော်ကိုဒါကိုဒီ product တွေဝယ်တဲ့နေရာမှာလည်းသုံးလို့ရတယ်ပြီး shoe တွေ fit တဲ့နေရာမှာလည်းသုံးလို့ရတယ်ပေါ့နော်ဒါပါပဲဒီက ဒီကောင်ကျတော့ဟုတ်တော့ဟိုဟာဒီ9000ဟို9000ကျပ်တူပဲပေါ့ဟုတ်တယ်ကျွန်တော်တို့ point ရတူတူပဲငွေ9000ကျပ်နဲ့တူတူပဲ1တစ်ချက်ကို1 point ပဲအခု credit ဟိုမှာနောက်ပြီးတော့ဒီဟာ app ကအားတာချက်ကကျွန်တော်တို့ကပုံမှန် service fee ထက်တက်တာအောင်လုပ်ပေးထားတယ် solution delivery service free အခုကြိုက်တဲ့နေရာနေ pick up လည်းခေါ်လို့ရတယ်pick up ဒီကိုလာယူပေးဆိုလဲ order တင်ထားတော့လာယူပေးတယ်အဲ့မှာ pick up နဲ့တော့ option ပေါ့နော်ကျေးဇူးပါခွင့်ပြုပါအောင်ရခွင့်ပေးလို့ကျေးဇူးပါဟုတ်မင်္ဂလာပါကျွန်တော်ဒီနေ့ day 2ရောက်သွားပါပြီမနေ့က customer ဒီကျွန်တော်ပစ္စည်းသွားပို့တာ9နေရာလောက်တော့ရည်ရွယ်ထားတယ်ဒါပေမဲ့ချုပ် customer လိပ်စာမားနေရာနဲ့ချုပ် customer cancel သွားရတယ်ဆိုတော့နှစ်ခုပဲပို့လိုက်ရတယ်ပေါ့နော်ဒီနေ့တော့ပို့ပြီးတော့ပြင်အောင်လို့ဒါကျွန်တော် company က pick up ကားလေးနဲ့customer တယောက်စီသွားနေရပဲဖြစ်ပါတယ်သူ့နာကိုသွားနေရပါသူထီးရပြက်နေတော့တိုင်ပတ်တာဟုတ်ဟိုကလည်းရုပ်ပြရွာဒါအခုကပ်ပေါ့နော်အခုကိုင်းလာကို app သုံးတာကြာပြီလားဒီမှာစသုံးတာလားသုံးတာတော့ကြာပြီရှေ့တစ်ခေါက်ကလည်းအဆင်ပြေလားအဆင်ပြေရပေါ့အခု feedback နားထောင်ခြင်းလို့ဘာလိုအပ်တာရှိလဲအဲ့လိုမျိုးပေါ့နော်သုံးရအဆင်ပြေလားပေါ့နည်းနည်းဒီတစ်ခေါက်ကတော့နည်းနည်းကြာသွားတယ်ဒီ return ကရှေ့တစ်ခေါက်ကတော့မြင်တယ်အဲ့လိုရှေ့တစ်ခေါက်က4-5ရက်ပဲကြာတယ်ကျွန်တော်ရှေ့တစ်ခေါက်ကအဲ့တော့ဆိုဟို3ရက်လောက်အလိုက်ကဒီ U balance ရယ် blazer ရယ်converse ရယ်3ရက်အလိုက်ဒါမှမမြင်ဒီတစ်ခေါက်ကနည်းနည်းလေးတော့ကြာသွားဒီ clinic မဲ့လားနှစ်ခေါက်တော့ဒီ clinic ပဲ3ခုဟုတ်ကဲ့ပါညပြီးသွားလို့ရှိရင် service တွေမှာ rating ပေးလို့ရတယ်ဒီ page လောက်ပေးလို့ရတယ်ပေါ့နော်ဒါအခုတစ်ခေါက်ကြည့်ပါအောင်ကြည့်ရတာစင်ပြေတယ်အခုတော့အခု credit gateway လုပ်ပေးနေတာအခုကိုယ်တိုင်လာပြီးတော့ဒါဟို bronze package ပေါ့နော်9000တန် package ပေးတယ်ညီကတော့ point လည်းပြန်သုံးတိုက်တာပြန်သုံးလို့ရတယ် service မှာလည်းပြန်သုံးလို့ရတယ်ပေါ့နော်ဟုတ်အခု QR လေး scan ပြီးတော့ဖုန်းပါလားဟုတ်ပါတယ်ကိုဟုတ်ရပါမယ်နော်အဲ့ဒီဝင်ဝိုင်းပါနော်ဟုတ်တွေ့ကြမှာလေအားပေးပါအောင်နောက်လဲเนาะတကူရှိရရှိရောက်သွားတယ်လာသေးရလားဩကိုယ်ဆိုင်အောင်လားဟုတ်ကဲ့ပါဘန်ကောက်မှာလည်းရှိဘန်ကောက်မှာလည်းနောက် app နဲ့လုပ်ဖို့ရှိရလောလောဆယ်တော့မလုပ်ဖြစ်သေးဘူးဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ကျေးဇူးပါဟုတ်ကဲ့ပါcustomer ပြောတာကသူပထမတစ်ချိန် app နဲ့service လုပ်တာအဆင်ပြေပေါ့နော်ဒုတိယတစ်ချိန်မှာတော့service လုပ်တဲ့အချိန်နည်းနည်းလေးကြာတယ်ဆိုတော့ကျွန်တော်တို့ကပုံမှန် declining ဆိုရင် app ထဲမှာ3ရက်နဲ့တူရယ်committed date ပေါ့နော်အဲ့ရက်အတွင်းကျွန်တော်ပြီးအောင်လုပ်ပေးပါမယ်ဆိုရဲ date ထည့်ထားရှိတယ်ကြည့်ရတာအခုက pick up drop off service ဆိုတော့ကျွန်တော် service တင်ပြီးတော့သူစီသွားပေးတဲ့အချိန်ကြာနေရလဲဖြစ်နိုင်တယ်ပေါ့နော်ဒီအပိုင်းမှာဟိုဝန်ထမ်းတွေလည်းနေမကောင်းဖြစ်တာနဲ့ကျွန်တော် driver ဦးလေးလည်းနေမကောင်းဖြစ်တဲ့ဟာတွေရှိရောအားကြောင့်နောက်ကျနေရဖြစ်ဖို့များပါတယ်ဆိုတော့ဘာဖြစ်ဖြစ်ဒါ improvement လုပ်ရမှာပေါ့နော်ဆိုတော့အခုထပ်သွားနေတာကကမာရွတ်ပါဟုတ်မင်္ဂလာပါကျွန်တော်လာဟိုအဆုံးထိရောက်သွားသေးတယ်ဒါကျွန်တော်ကတ်လေးပါနော်
app ကအခုမှစတုံးတာလား ဟုတ်တယ်ကို ကျွန်တော် service ကိုလုပ်ဘူးလားည လောက် မလုပ်ဘူးလားအခုမှစတော့ဟုတ်အဲ့ဆိုရင်ကျွန်တော်ကအခုဟို pick up ပေါ့ဆိုတော့ဖမ်းကြည့်လိုက်မယ်နော် ရှေ့ပတ်လေဟုတ်အောက်တိုးမှာထားလိုက်မိပြီးတော့လေအဲကုန်းအောက်တိုးမှာထားမိပြီးတော့ ဟိုဒီလိုဖြစ်သွားပြီဆိုလို့ရှိရင်ကိုဟုတ်တယ်တခါတည်းတော့လုံးမရတော့မှာပါဆိုတန်တာမလို့ လိုပဲလောက် ဟုတ်နော် Renny ရော6လပြီးတယ်ရှိမှာ အဲ့ဒါအကူပါလေကျွန်တော်ကအခု giveaway credit giveaway ပါပေးနေရပါတော့ကျွန်တော်ကိုယ်တိုင်လာပြီးတော့လုပ်ရင်းနဲ့giveaway credit point 9000ပေးတယ်ကွာအခု app ထဲကိုကျွန်တော်အခုတစ်ခါထည့်ပေးလိုက်မယ်ကျွန်တော်တို့ online မှာကြည့်ရတော့ pick up ကဟို point မဝယ်ရသေးဘူးမဝယ်ပဲနဲ့လမ်းတက်တာ ဘယ်လိုတော့မှလည်းမသိ မ ဘူး သိလို့လားဟုတ်ကျွန်တော်ခါရှင်းပြလိုက်တယ်credit ဒီတိုင်းဝယ်လို့ရတယ်ပေါ့နော်တော့ဆိုကျွန်တော်က9000နဲ့ကနေပြီးတော့10သိန်းနဲ့တရှိတယ်10သိန်းဆိုရင်တော့ကျွန်တော်25ရာခိုင်နှုန်းဒီ point ပို့ပေးတယ်9000တော့ point မရဘူးပေါ့နော်ဒါဆိုရင် 10% 15ရာခိုင်နှုန်းဒါဆို20ရာခိုင်နှုန်းပို့ပေးတယ်ပေါ့နော်အခုအဆင်ပြေတဲ့ဟာဝယ်လို့ရတယ်ပေါ့နော်လောလောဆယ်တော့ကျွန်တော်အရင် credit point 9000ရင်ပို့ထည့်ပေးလိုက်မယ်ပြီးမှအခုလိုတာတော့ထပ်ဝယ်ရမှာပေါ့နော် အဲ့ဒါဒီထဲမှာပဲ payment လုပ်လိုက်မှာပေါ့အဲ့လို ဟုတ်တယ်ဒီထဲမှာပဲကျွန်တော်တို့ကအခုဟိုဘက်က quotation တင်ပေးထားတဲ့ဟာမှာကျွန်တော်တို့ technician သူတို့ admin ဘက်ကနေပြီးတော့အခုကြားတဲ့ amount ကိုသူလှမ်းဖြတ်လိုက်လဲအဲ့ခါကျအကူ accept လုပ်ပေးလိုက်အောင်ပဲအဲ့ amount အဆင်ပြေရဆို accept လုပ်ပေးလိုက်ရင်အဲ့အခုရှိရဲ့ credit တွေကနေပြတ်သွားမှာ profile နောက်ကိုထည့်ပြီးသွားပြီเนาะဒီမှာဆို9000ဝင်သွားပြီပဲ ဒီဟာတော့ကောင်ဒီဟာတော့ကတော့ခဏတော့သူစစ်ပေးမယ်ဒီနောက်ဖက်ပိုင်းပြေပါဒီနောက်ကလေး ဟောဒီမှာ ဒီမှာ အဲ့ဒါအပါလေးတစ်ခုပါအဲ့လေပြေတော့ လေသာလေးဒီလိုဖြစ်တာလေးတော့မရ မရဘူးနော်အဲ့ဒါ clean စိမ့်မဲ့လောက်လိုက် ဟုတ်ဒါဆိုတော့ဒီ cleaning လုပ်မှရမယ် ဟုတ်ဒီကိနေလို့ရတယ် အဲ့ဆိုဒီ cleaning အတွက်ကိုဒါဟိုဓာတ်ပုံရိုက်ပြီး order တင်လို့ရတယ်ဒါဆိုရင်ကိုဒီဟာဝင်သွားပြီပေါ့နော်အဲ့ဒါပြီးရင်ကျွန်တော်ဟိုရောက်ရင် before ပုံနေတော့ပြန် update လုပ်ပေးမယ်လိုအပ်တဲ့ service လုပ်ပေးမယ်ပေါ့နော်ပြီးတော့ရင်ကိုဒီ status ပြောင်းလိုက်ပါဒီထဲမှာပြန်ကြည့်လို့ရတယ် order ထဲမှာပဲပေါ့နော်ဒီ order အတွက်ကတော့ကျွန်တော် quotation ဟို dashboard ဘက်ကပြန်ချပေးလိုက်မယ်အခုအဲ့ခါကျရင်ဒီ notification ထဲမှာပေါ်လာလိမ့်မယ်ပေါ့နော်ဟုတ်ဒီထဲမှာပေါ့နော်ကြာလာတဲ့ဟာကို accept လုပ်ပေးလိုက်ပေါ့နော်ပြေးစုပါကိုပြေးစုပါအောင်နော်ဟုတ်ကဲ့ဒီနေ့ blog ကတော့ဒီလောက်ပါပဲအခု customer နောက်ဆုံးတစ်ယောက်ကတော့pick up လာယူတာပေါ့နော်သူ app လဲကိုမှပထမဆုံးစသုံးဖို့တဲ့သူတချို့ဟာတွေတော်တော်များများသူမသိဘူးကျွန်တော်နဲ့လည်း service ကောင်းမှမလုပ်ဘူးသေးဘူးဆိုတော့တော်တော်များများတော့ရှင်းပြလိုက်တယ်promotion နေနဲ့ဒါ free 9000 credit လဲထည့်ပေးလိုက်တယ်ပေါ့နော်သူပြောတာတော့ aircon outdoor ရဲ့ရှေ့မှာဖက်နက်ကိုထားမိလိုက်လို့တဲ့ဆိုတော့ဖက်နက်ကကိုပူပြီးတော့ကွာလာတာပေါ့နော်အဲ့တော့အရေးကြီးပါတယ်ကျွန်တော်အဲ့လိုမျိုးနေရာတွေမှာမထားမိဘူးပေါ့နော်အခြေအနေဆုံးတာကြည့်တာတော့တရံကတော့တစ်ကွက်လောက်ကွာနေပြီတရံကတော့ထိပ်ပိုင်းလေးကွာနေတစ်ဖက်ကပြောတာပေါ့နော်တစ်ဖက်ကတော့တစ်ကွက်လောက်ကွာနေပြီတစ်ဖက်ကတော့ထိပ်ပိုင်းလေးကွာနေပြီသို့တော့ကျွန်တော်တို့ကပြန်ကတ်မဲ့ချိန်ကြလို့ရှိရင်ကွာတဲ့နေရာလောက်ပဲကတ်လို့မရဘူးဗျာဘာလို့ဆိုတော့အဲ့နေရာပဲကတ်ပြီးတော့အတွင်းထဲမှာဘာဖြစ်နေလဲမသိရင်ကြတော့စီးရင်ထဲမှာတခြားနေရာမှာပြန်ကွာနိုင်တော့ကျွန်တော်ကအစအဆုံးခွာပြီးမှကော်ပြန်ရှင်းတယ်ရှင်းပြီးတော့အစ်ပြန်သုံးမှခိုင်တာပေါ့နော်နောက်ထပ်ဒီ cleaning plan တွေရလည်းသူအပ်လိုက်ပါတယ်ဆိုတော့ဒီနေ့ဗီဒီယိုကလောက်ပါပဲနောက်ထပ်ကျွန်တော်ဒီလိုဗီဒီယိုမျိုးစိတ်ဝင်စားတယ်ဆိုလို့ရှိရင်ရိုက်ဖြစ်အောင်ကျွန်တော်စူးစမ်းပြီးရိုက်ကြည့်ပါအောင်မယ်စိတ်ဝင်စားလားဆိုတာကို comment မှာပြောပြပါလို့ရပါတယ်ဆိုတော့ Aventura app ကိုလည်းမသုံးဘူးသေးတဲ့သူတွေစမ်းပြီး download လုပ်ပြီးတော့သုံးကြည့်လို့ရပါတယ်ကျွန်တော်ဗီဒီယိုရဲ့ဒီ out description မှာ link ထည့်ပေးထားမယ်ပေါ့နော် iOS နဲ့ Android နဲ့ကျွန်တော်တို့မှာsneaker တွေလည်းတင်ရောင်းလို့ရတယ်လို့မျိုးcamp protect service လုပ်ချင်တဲ့သူတွေဖက်နက်တွေ service လုပ်ချင်တယ် cleaning လုပ်ချင်တယ်အဲ့လို reglue လုပ်ချင်တဲ့သူတွေအတွက်လည်း camp protect session ကိုဝင်ပြီးတော့ package တွေဝယ်ပြီးတော့လုပ်လို့ရပါတယ်ကျွန်တော် app နဲ့ကျွန်တော်သွားတယ်ဆိုလို့ရှိရင် delivery free လောလောဆယ်ရန်ကုန်မြို့ရင်းဆိုရင်လုပ်ပေးထားတယ်အမှန်လေးရ customer တွေအတွက်ကတော့နောက်နှစ်ကုန်ရောက်ကြရင် monthly လာဖို့တော့လောလောဆယ်စီစဉ်ထားပါတယ်ဆိုတော့ဒီနေ့ vlog ကတော့လောက်ပါပဲဆုံးဖြတ်ကြည့်ပေးလို့ကျေးဇူးတင်ပါတယ်အားလုံး see you bye bye